ခင်ဖြစ်သူကတမိဖြစ်သူရဲ့လက်ကောက်ဝတ်မှာလက်ကောက်သုံးကွင်းကိုစွပ်ပေးလိုက်ပါတယ်မိန်းကလေးဟာချက်ချင်းပဲထူးဆန်းတဲ့ခံစားချက်တစ်ခုကိုခံစားလိုက်ရပါတယ်သူမကလက်ကောက်တွေကိုပြန်ချုပ်ဖို့စူးစမ်းခဲ့ရင်အဲ့ဒီလက်ကောက်တွေကအရေပြားနဲ့တသားတည်းကညှိသွားခဲ့ပါပြီပြင်းထန်တဲ့နာကျင်မှုကြောင့်သူမဟာဒူးထောက်လဲကျသွားခဲ့ရပါတယ်မိခင်ဖြစ်သူကထိတ်လန့်တကြားနဲ့ပြေးလာပြီးချုပ်ပေးဖို့စူးစမ်းခဲ့ရင်လုံးဝချုပ်လို့မရခဲ့ပါဘူးဖြည်းဖြည်းချင်းပဲမိန်းကလေးရဲ့မျက်လုံးတွေဟာနီးရဲလာပြီးသူမမြင်ရတဲ့ကဘာကြီးဟာလည်းအယောင်ဆင်းတွေပျောက်ဆုံးသွားခဲ့ရပါတယ်ဖခင်ဖြစ်သူကဓာတ်နဲ့ဖြတ်ဖို့စူးစမ်းတဲ့အခါမှာတော့မိန်းကလေးဟာမိစ္ဆာတစ်ကောင်ကိုစတင်မြင်တွေ့လာရပါတယ်နောက်တစ်စက္ကန့်မှတင်သူမဟာမိခင်ဖြစ်သူရဲ့ရင်ခွင်ထဲမှာတတိလဲလဲကျသွားခဲ့ပါတော့တယ်အဲ့ဒီနောက်မှာတော့ဖခင်ဖြစ်သူဟာပယောဂဆရာတယောက်ကိုပင့်ဖိတ်ခဲ့ပါတယ်ဆရာကတော့ဒီလက်ကောက်သုံးကွင်းဟာအနောက်ဘက်နိုင်ငံကလာတဲ့ကျင်းစာတစ်ခုဖြစ်တယ်လို့ပြောပြခဲ့ပါတယ်ဒီကျင်းစာကိုဖြည့်ဖြောက်ဖို့ဆိုရင်စစ်မှန်တဲ့အချက်ကမိကုန်းသုံးခုကိုမှန်ကန်အောင်ဖြည့်ဆိုရမှာဖြစ်ပါတယ်မိကုန်းတစ်ခုပဲမားခဲ့ရင်တောင်တေဆုံးခြင်းနဲ့ရင်ဆိုင်ရမှာပါအဲ့ဒီချိန်ကစပြီးဖခင်ဖြစ်သူဟာတမီးအတွက်အိမ်ထောင်ဖက်ရေးချယ်ပွဲကိုနှစ်စဉ်ကျင်းပခဲ့ပါတယ်ဒါပေမဲ့ဘသူမှအောင်မြင်အောင်မဖြည့်ဆိုနိုင်ခဲ့ကြပါဘူးသူမရဲ့ကဘာကြီးဟာအယောင်ဆင်းမဲ့သွားခဲ့တာမို့မိန်းကလေးဟာဘယ်ရာပေါ်မှာမှစိတ်ဝင်စားတော့ပဲဖြည်းဖြည်းချင်းမျောလင်းချက်မဲ့လာခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့စစ်သူကြီးတယောက်ကသူမကိုစိန်ခေါ်ပြီးတိုက်ခိုက်ခဲ့ပါတယ်သူမရှုံးနေတော့မဲ့အချိန်မှတင်လူငယ်လေးတယောက်ရုတ်တရက်ရောက်ရှိလာခဲ့ပါတယ်သူကစစ်သူကြီးကိုအလွယ်တကူပဲအနိုင်ယူလိုက်ပါတယ်ဒါဟာမိန်းကလေးအတွက်ပထမဆုံးအကြိမ်အဖြစ်နှလုံးခုန်လုံးတွေမျက်စံလာခဲ့ရတဲ့အချိန်ပါပဲသူမဟာအဲ့ဒီလူငယ်လေးကိုသူမရဲ့ဓာတ်တိုင်းဆရာဖြစ်ခန့်လိုက်ပါတယ်တရက်ထက်တရက်သူတို့နှစ်ယောက်ဟာပိုပြီးနီးစပ်လာခဲ့ကြပါတယ်နောက်ဆုံးမှာတော့မိန်းကလေးရဲ့မျက်နှာပေါ်မှာအပြုံးတွေပြန်လဲပွင့်လန်းလာခဲ့ပါပြီဒီနေ့မှာတော့လူငယ်လေးရဲ့လက်ဟာမိန်းကလေးရဲ့လက်ကောက်ကိုမတော်တဆထိမိသွားခဲ့ပါတယ်အတိတ်ကမှတ်ဉာဏ်တွေဟာသူ့ရဲ့စိတ်ထဲကိုလိုင်းလုံးကြီးတွေလိုရိုက်ခတ်ဝင်ရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်ကျမှပဲသူဟာအနောက်ဘက်နိုင်ငံရဲ့မင်းသားတစ်ပါးဖြစ်တယ်ဆိုတာကိုသိရှိသွားခဲ့တာပါသူအသက်အရွယ်ပြည့်တာနဲ့လက်ထပ်ပွဲချင်းပြရာကွင်းပြင်စီကိုတနက်မတ်မတ်လာခဲ့ပါတယ်မိန်းကလေးကတော့သူ့ကိုအသေးမခံချင်တာကြောင့်တားဆီးဖို့စူးစမ်းခဲ့ရင်မဲ့သူကတော့ငြင်းဆန်ခဲ့ပါတယ်အဲ့ဒီနောက်ပထမဆုံးမိကုန်းကိုစတင်မေးမြန်းလိုက်ပါပြီခေါင်းလောင်းတန်မိလာပြီးအချိန်တွေကလည်းကုံဆုံးလို့လာခဲ့ပါတယ်စစ်တီတွေကသူ့ကိုစူပွက်နေရဲ့စီပူအိုးကြီးစီကိုခေါ်ဆောင်သွားခဲ့ကြပါတယ်နောက်ဆုံးချိန်အရောက်မှာတော့သူဟာမိခင်ဖြစ်သူရဲ့စကားကိုတတိယသွားခဲ့ပါတယ်လက်ကောက်တွေဟာပြင်းထန်စွာတုန်ခါလာခဲ့ပါတယ်ပထမဆုံးလက်ကောက်တကွင်းဟာချက်ချင်းပဲအပိုင်းပိုင်းဆဆကွဲသွားခဲ့ပါပြီအခုတော့ဒုတိယမြောက်စိန်ခေါ်မှုစတင်ခဲ့ပါပြီမိုးတိထန်စွာရွာသွန်းလာခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ဖခင်ဖြစ်သူကမိခင်ဖြစ်သူကိုတက်ဖြတ်နေတဲ့မြင်ကွင်းကိုသူမြင်တွေ့ခဲ့ရပါတယ်အချိန်တွေကုန်ဆုံးနေပေမဲ့သူကတော့အဖြေကိုမသိသေးပါဘူးမိန်းကလေးကတော့မျောလင်းချက်တွေလုံးဝပျောက်ဆုံးသွားခဲ့ပါပြီလူငယ်လေးဟာကွမျက်မဲ့စင်မြင့်ပေါ်မှာအချီနှောင်ခံလိုက်ရပြီးဓာတ်နဲ့ခုတ်ပိုင်းတော့မဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာတင်သူဟာအဖြေကိုဖြေဆိုလိုက်ပါတယ်ဒုတိယမြောက်လက်ကောက်ဟာချက်ချင်းကွဲရသွားခဲ့ပြီးသူ့ရဲ့မျက်နှာအလုံးပြန်လဲပွင့်လင်းလာခဲ့ပါတယ်အဲ့ဒီအချိန်ကျမှပဲမိန်းကလေးရဲ့ဖခင်ဟာသူ့ရဲ့တိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့သူဖြစ်မှန်းသူသိရှိသွားခဲ့ရပါတယ်သူဟာလက်ထွက်ပြီးအဲ့ဒီနေရာကနေထွက်ခွာဖို့ပြင်လိုက်ပါတယ်အခုချိန်မှာတော့သူဟာမိန်းကလေးကိုမကယ်တင်ချင်တော့ပါဘူးမိန်းကလေးကသူ့နောက်ကိုပြေးလိုက်သွားခဲ့ပါတယ်လက်ကောက်ရဲ့ကျင်းစာအရသူမဟာနောက်ဆုံးပု္ပ္ပာကိုမေးမြန်းလိုက်ပါတယ်လူငယ်လေးဟာခမ်းမြငိမ့်သက်သွားခဲ့ပါတယ်သူဟာမိန်းကလေးရဲ့ကိုကားကားဖြစ်နေတဲ့မျက်ဝန်းတွေကိုစိုက်ကြည့်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာဖြေကိုဖြေဆိုပေးလိုက်ပါတယ်တတိယမြောက်လက်ကောက်ဟာလည်းချက်ချင်းပဲအပိုင်းပိုင်းဆဆကွဲသွားခဲ့ပါတော့တယ်သူမရဲ့ကဘာကြီးတဲကိုလည်းအယောင်ဆင်းတွေပြန်လဲဝင်ရောက်လာခဲ့ပါပြီတင်တာသူ့နေရာမှာဆိုရင်ရောသူမကိုကယ်တင်မိမှာလား